အားလုံးပဲမင်္ဂလာညချမ်းလေးပါဗျာဒီနေ့မှာတော့ကျွန်တော်ကစာရေးဆရာကြီးတာတီရေးထားတဲ့ရုပ်ပြောင်းကိုဝေဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော် channel လေးကို subscribe နှိပ်ပေးသွားပါအောင်ဗျာကဲကျွန်တော်တို့စလိုက်ရအောင်တစောင်းမုံလာရောက်ကလေးကကျုပ်တို့အညာမှာတော်တော်လေးအေးနေပြီဗျအရင်နှစ်တုန်းကတော့နတော်ရောက်မှအေးတာပါအခုတော့တစောင်းမုံဝင်တာနဲ့အနှွေးထည်တွေဝတ်နေကြရပြီဗျဘိုးလူပေနဲ့ကျုံနဲ့ကရန်ကုန်ကပြန်လာကြတာဗျရန်ကုန်မှာကိစ္စတစ်ခုရှိရနဲ့သွားကြရတာရက်20လောက်တော့ကြာသွားတယ်ဒီနေ့မနေ့ပဲအညာကိုပြန်ရောက်လာတယ်မြို့ပြန်ရောက်တော့ဘိုးလူပေကသူတဲနေကြဆရာတော်ကျောင်းကိုသွားတယ်ကျုပ်ကဘိုးလူပေကိုဘုန်းကြီးကျောင်းလိုက်ပို့ပြီးရင်ဗာကြီးအိမ်ကိုသွားမယ်တရက်နေ့ရက်နေပြီးရင်ဘိုးလူပေကခီးဆက်မယ်ကျုပ်ကထနောင်းကုန်းကိုပြန်မယ်ပေါ့ဗျာဘုန်းကြီးကျောင်းရောက်တော့ဆရာတော်ကကျုပ်တို့ကိုမြင်တာနဲ့ဝမ်းသာသွားတဲ့ပုံပဲဗျတခါကြီးမျှော်လိုက်ရတာဗျာဆရာတော်စကားကိုကြားမှဘိုးလူပေကအံ့ဩပြီးမေးလိုက်တယ်ဗျအရေးကြီးကိစ္စများရှိနေလို့လားဖေအရေးကြီးလိုက်တာမှတခါကြီးရဲ့ဘုန်းကြီးဖြင့်တခါကြီးကိုနေ့တိုင်းထွက်မျှော်နေရတာတပတ်တောင်ရှိပြီတခါကြီးရဲ့ဘိုးလူပေနဲ့ကျုံနဲ့ဆရာတော်ကိုဝတ်ဖြစ်ပြီးတော့ဘိုးလူပေကရှောက်လိုက်ရောဗျဘလို့အကြောင်းကိစ္စဆိုတာမိန်တော်မူပါဖေဟာဒီလိုတော့ဘုန်းကြီးမပြောပြတတ်ဘူးတခါကြီးရဲ့ဘုန်းကြီးပြောပြလဲပြေးစုံမှာမဟုတ်ဘူးဒီတော့ကာယကံရှင်တွေကိုအခုပဲချက်ချင်းခေါ်ခိုင်းလိုက်မယ်တခါကြီးကခဏလေးတီးခံပြီးစောင့်ပေးပါမှန်လားပါတပည့်တော်စောင့်နေပါမယ်ဖေဆရာတော်ကလည်းသူကပ်ပိယကိုခေါ်ပြီးမြို့တယ်ကိုသွားဖို့ချက်ချင်းလွှတ်လိုက်တယ်ဗျတိတ်မကြပါဘူးဗျာအသက်50အရွယ်လောက်ရှိတဲ့အတော်ကြီး3ယောက်နဲ့ရုပ်ရည်တန်းတန်းလူတစ်ယောက်ရောက်လာကြတယ်ဗျဒီလူကတော့အသက်30လောက်ပဲရှိအောင်ပဲဗျဆရာတော်ကိုဝတ်ဖြစ်ပြီးရနဲ့ဆရာတော်ကမိတ်နေဗျကဲတခါကြီးရေဟောဒီကတခါမကြီးကမလာကြီးတဲ့သူကတော့ဟောဒီကပကြီးဆရာလေးမောင်မင်းနိုင်ရဲ့အမေပဲတခါကြီးရေဟောဒီအလေကတခါမကြီးကမစိန်မေးတဲ့သူ့မှာလည်းတားတစ်ယောက်ရှိတယ်နာမည်ကမောင်ထိုက်အောင်လေဗျဟောဒီဘက်ကတခါမကြီးကတော့မနွယ်ဝင်းတဲ့သူ့သမီးကခင်သက်ဝေသူတို့3ယောက်ကငယ်တငယ်ချင်းတွေတခါကြီးရဲ့သူတို့ရဲ့သားသမီးတွေကလည်းသူတို့လိုပဲငယ်တငယ်ချင်းတွေပဲတခါကြီးရဲ့အခုတော့ပြဿနာအကြီးကြီးကိုကြုံရတော့တာပဲတခါကြီးရဲ့ကဲတခါမှအီမစိတ်မရပဲစပြီးပြောပြလိုက်ပါတော့ကွယ်ဒီလိုပါဆရာကြီးရဲ့ဆရာတော်မိန်လိုပါပဲရှင်ကျမရဲ့ရီရဲ့နွယ်ရဲ့ကတိတ်ကိုချစ်ကြတဲ့တငယ်ချင်းတွေပါပြီးတော့ကျမတို့3ယောက်ကကံကြမ္မာချင်းနဲ့တော်တော်လေးတူကြပါတယ်အိမ်အောင်ကြပြီးနောက်မှာသားသမီးတယောက်စီပဲထွန်းကားကြတာရဲ့ယောက်ျားတွေဆုံးပြီးမုတ်ဆိုမဘွားနဲ့အကုန်လုံးတူတူနေကြတာတွေကထပ်တူကြနေတဲ့ကံကြမ္မာတွေကြီးပါပဲဆရာရဲ့အဲ့လိုအစပြိုးပြီးရနဲ့အဖြစ်ပြက်တွေကိုဇက်တိုက်ပြောပြတော့တာပဲပြုဒေါ်စိန်မီပြောပြတဲ့အကြောင်းတွေကိုကျုပ်ပြန်ပြောပြမယ်ကျုပ်တက်ခဲ့တဲ့အကြောင်းမှာကိုမင်းနောင်တို့ကိုထိုက်အောင်တို့မခင်သက်ဝေတို့တက်ခဲ့ကြတာဗျ10တန်းအောင်တော့ကိုမင်းနောင်ကပကြီးပပုကျောင်းဆက်တက်တယ်မခင်သက်ဝေကမန္တလေးတက္ကသိုလ်မှာဆက်တက်တယ်ကိုထိုက်အောင်ကရန်ကုန်စက်မှုတက္ကသိုလ်မှာတက်တယ်ဒါပေမဲ့ကိုထိုက်အောင်ကတစ်နှစ်ပဲတက်ပြီးနိုင်ငံရေးလှုပ်ရှားမှုကြောင့်ထောင်ကျသွားသလိုနဲ့လုံးဝပျောက်သွားခဲ့ရတာဆိုပဲဗျကိုမင်းနောင်တို့မခင်သက်ဝေတို့ဘွဲရပြီးတော့မခင်သက်ဝေကမြို့မှာပဲဆရာမပြန်လုပ်တယ်ကိုမင်းနောင်ကတော့မန္တလေးသွားပြီးပကြီးလုပ်ငန်းဆက်လုပ်တယ်တခုတော့ပြောရအောင်ပါဗျတက္ကသိုလ်တက်နေတော့မှပဲကိုမင်းနောင်နဲ့မခင်သက်ဝေကချစ်သူတွေဖြစ်သွားကြတဲ့ကိုမင်းနောင်ကလည်းပကြီးအကျော်မော်တယောက်ဖြစ်လာတော့အတူတူနေဖို့ငွေစုနေကြတာတဲ့ဗျအဲ့ဒီအချိန်မှာပဲကိုထိုက်အောင်ကပြန်ရောက်လာတာလေဗျပြောစရာတခုရှိသေးတယ်ဗျမုတ်ဆိုမအမေ3ယောက်ထဲမှာကိုမင်းနောင်ရဲ့အမေဒေါ်လာကြီးကဈေးထဲမှာအထည်ဆိုင်ကြီးနဲ့အထည်ရောင်းတဲ့ဗျမခင်သက်ဝေရဲ့အမေဒေါ်နွယ်ဝင်းကဈေးထဲမှာကုံချောက်ဆိုင်ဖွင့်ထားတာတဲ့ဗျကိုထိုက်အောင်ရဲ့အမေဒေါ်စိန်မေကတော့မျိုးရိုးလိုက်ချမ်းသာတာဆိုပဲဗျအမွေတွေ3မွေလောက်ကိုရထားတာလေဗျရွာတွေမှာလဲဘိုးဘွားပိုင်လေယာတွေဆိုတာအများကြီးပဲဗျသူ့ရဲ့လေယာတွေကိုအငှားချထားတာလေဗျဒေါ်စိန်မေကဈေးရှိကသူတို့တိုက်ကြီးမှာပဲစိန်ရွှေရတနာဆိုင်ဖွင့်လာတာဆိုပဲအဲ့ဒီတိုက်ကြီးကလည်းဒေါ်စိန်မေရဲ့အဖိုးလက်ထက်တွေကတိုက်ကြီးဗျမျိုးမျက်နှာဖုံးလူချမ်းသာစီးရင်မှာဒေါ်စိန်မေတို့ကထိတ်ဆုံးကဆိုပဲနှစ်တော်ကြာအောင်ပျောက်နေတဲ့ကိုထိုက်အောင်ပြန်ရောက်လာတဲ့အချိန်ကျမှတတိမဒေါ်စိန်မေရင်ကျိုးရတော့တာပဲဗျာဒေါ်စိန်မေကသူ့သားဟာចောင်းသားနိုင်ငံရေးမှာပါလို့ထောင်ကျသွားတယ်ပဲထင်နေတာတကယ်တော့ကိုထိုက်အောင်ကဘယ်နိုင်ငံရေးမှာမှမပါဘဲနဲ့တာပိန်နာဆိုတဲ့ဆရာတယောက်နဲ့လိုက်သွားပြီးမော်ကျင့်စင်တွေကိုကျင့်နေကြတယ်ဗျာဆရာတာပိန်နာနဲ့တော်တဲ့တောင်ထဲမှာလိုက်ပြီး3နှစ်လောက်ကျင့်လိုက်တဲ့အခါအောက်လန်မော်ပညာတွေတော်တော်လေးကိုတက်သွားတာလေဗျာဒါပေမဲ့ကိုထိုက်အောင်ကအားမရသေးလို့တာပိန်နာဆရာကြီးဒေဝိနာစီမှာဆက်လက်ပညာသင်ယူတယ်ဆိုပဲတာပိန်နာစီမှာ3နှစ်ဒေဝိနာစီမှာ3နှစ်ပညာသင်ယူပြီးကျင့်ကြံလိုက်တဲ့အခါမှာတော့တကယ်ကိုထက်မြက်တဲ့အောက်လန်မော်ဆရာတယောက်ဖြစ်လာတာပဲပြုဒီမှာတင်ဆရာကြီးဒေဝိနာကကိုထိုက်အောင်ကိုရာဝိနာလို့နာမည်ပေးလိုက်တာပဲဗျာဒေါ်စိန်မီပြောပြလို့ဒီနေရာလဲရောက်တော့ဘိုးလူပေကတက်အံ့တော်နဲ့မေးရောဗျာဘလို့ဗျမစိန်မီရဲ့သားရာဝိနာဟုတ်လားဟုတ်ပါတယ်ဆရာကြီးကျမသားကိုသိလို့လားရှင်ဒေါ်စိန်မီကအဲ့လိုမေးတော့ဘိုးလူပေကခေါင်းလေးညှိတ်ပြီးပြောတယ်ဗျကျုံနေတော့ထိတ်တိုက်မတွေ့သေးပါဘူးဗျာဒါပေမဲ့အထက်ပုဂ္ဂိုလ်ကြီးတွေကရာဝိနာကိုတွေ့အောင်ရှာရမယ်လို့ကျုပ်ကိုအမိန့်ပေးထားတယ်ဗျဘိုးလူပေရဲ့စကားကိုကြားတော့ဒေါ်စိန်မီကအံ့ဩသွားပြီးစိုးရိမ်နဲ့မျက်နှာဖြစ်သွားတယ်ဗျဟာဟုတ်လားဆရာကြီးတကယ်လို့ကျမသားကိုတွေ့ရင်ဆရာကြီးဘာလုပ်မှာတော့ရှင်ဒေါ်စိန်မေကဘိုးလူပေကိုပြပြသလဲမေးတာဗျ
သူပညာတွေကအောက်လမ်းမော်ပညာတွေလေမဆိုင်မေရဲ့လူတွေကိုဘာကောင်းကျိုးမှမပြုပဲဒုက္ခမျိုးမျိုးပေးဖို့ပဲရှိတာဗျဒီတော့တွေ့ရင်ချော့မော့ဖြောင်းဖြပြီးတော့သူပညာတွေကိုစွန့်ခိုင်းရမှာပေါ့ဗျာရှင်တကယ်လို့ကျမသားကပညာမစွန့်ဘူးဆိုရင်ရောဒေါ်စိန်မေကအမေဦးဗျတားအတွက်စိုးရိမ်တာပေါ့အဲ့ဒါဆိုရင်တော့ကျုံနဲ့ရာဝင်နာပညာပြန်ရတော့မှာပေါ့မစိန်မေရဲ့ရှင်ဒါဆိုဟုတ်တယ်မစိန်မေပညာပြိုင်ပြီဆိုရင်တော့ကျုပ်ရှုံးရင်ရှုံးရာဝင်နာရှုံးရင်ရှုံးတရားရောက်တော့ရှုံးရမှာပေါ့ဗျာကျမသဘောပေါက်လိုက်ပါပြီရှင်ကျမစိတ်ကပြတ်သားပါတယ်ဆရာကြီးရဲ့ကျမသားဟာလူလောကမှာအသက်ရှည်လေးအကုသိုလ်များလေးဖြစ်တော့မယ်ဆိုတာကိုကျမတွေးမိပါတယ်ဒီတော့မှဆရာတော်ကြီးကဝင်ပြောတာဗျဒကာမကြီးတွေးတာမှန်လိုက်တာဗျာထိုင်အောင်တယောက်ကတော့မိုက်လုံးကြည့်ပြီဒကာမကြီးရေဒါထက်နေပါအောင်ဒကာမကြီးရဲ့ဒကာမကြီးတို့မျိုးရိုးဟာမြေပိုင်ရှင်မျိုးရိုးပါဒကာမကြီးတို့အဖိုးဖွားအဖေတွေဆိုတာလဲလွတ်ရိုးသားကြတာစိတ်ကောင်းကလည်းရှိပါဗျာထိုင်အောင်ကလည်းမျိုးရိုးလဲကောင်းချမ်းသာလိုက်တာလဲကြီးကြီးတက်လို့အမွေခံဆိုလို့လေသူတယောက်တည်းရှိတာဘယ်ကနေဘလို့မျက်စိလဲသွားတာတော့ဒကာမကြီးရဲ့ဒီလိုနှိမ့်ကြတဲ့အောက်လမ်းမော်ပညာတွေကိုဘာလို့များဝါသနာထုံသွားရတာတော့များဆရာတော်ကြီးမိန်လိုက်တော့ဒေါ်စိန်မေကရှောက်ထားလိုက်တယ်ဗျဒေါ်နွယ်ဝင်းတို့ဒေါ်လာကြီးတို့ကတော့သူတို့တငယ်ချင်းတွေပြောနေကြတာကိုပဲငြိမ်ပြီးနားထောင်နေကြတာပြုတ်ခုထိတော့ဘာမှဝင်မပြောကြသေးဘူးအခုမှတော့တပည့်တော်လည်းဘာမှထိန်ချန်ထားလို့မရတော့ပါဘူးဖေဟာအားလုံးပြောပြပါမယ်ထိုက်အောင်ဟာငငယ်လေးတွေကထူးထူးခြားခြားတွေလုပ်ခဲ့တာပါဖေဟာတပည့်တော်မတို့ရွာတွေဘက်သွားတဲ့အခါမှာလဲသူ့ကိုခေါ်သွားရင်တပည့်တော်တို့အလစ်မှာတိတ်ကလေးရွာပြင်ထွက်သွားရောဖေဟာကလေးပြောက်လို့လိုက်ရှာတဲ့အခါသစ်ပင်အောက်မှာမွေဟောက်ကြီးတွေနဲ့စကားပြောပြီးစော့နေတယ်ဖေဟာမွေတွေကို तू ကကိုင်းချင်းလိုကိုင်းပြီးစော့နေရပါပဲဖေဟာဟာဟုတ်လားတကားမကြီးဆရာတော်ကတန်းတော်နဲ့မိန်နေဗျဘိုးလူပေကတော့ဘာမှမပြောပဲခေါင်းလေးကိုညှိနေတယ်ဗျနည်းနည်းလေးကြီးလာတော့မင်းအောင်တို့နဲ့ဂျင်ပေါက်ကြတဲ့အခါမှာလဲသူ့ဂျင်ကိုလက်ညှိုးနဲ့ထိုးထားရင်ဂျင်ကလဲနေတာမရက်တော့ပါဘူးတဲ့ဖေဟာဟင်ဒါဆိုထိုက်အောင်ကမွေးကလေးကိုအထုံပါလာခဲ့တာပဲတကားမကြီးရဲ့မှန်ပါဗျတပည့်တော်လည်းဒီလိုပဲတွေးမိပါတယ်ဗျနောက်တော့အိမ်ထဲမှာမွေးတွေကိုဖွက်ယူလာပြီးတော့သူ့အိတ်တဲ့အခန်းထဲမှာလွှတ်ထားတယ်သူ့အခန်းထဲကိုလည်းဘယ်သူမှမဝင်ရဘူးဒီအကြောင်းတွေကိုရှက်လို့တပည့်တော်ဘယ်သူမှမပြောပြခဲ့ပါဘူးဗျဒေါ်စိန်မေကဆရာတော်ကိုရှောက်ပြီးဆရာကြီးဘိုးလူပေကိုလှည့်ကြည့်လိုက်တယ်ဗျဘိုးလူပေကတော့ဘာမှပြန်မပြောပဲခေါင်းလေးပဲညှိမ့်ပြလိုက်တယ်ဒေါ်စိန်မေကဆက်ပြီးပြောပြန်တယ်ဗျနောက်တော့ထိုက်အောင်10တန်းရောက်တဲ့နှစ်မှာပဲညဘက်ကျူရှင်ကပြန်လာတော့လမ်းမှာလူတယောက်နဲ့တွေ့တဲ့ဆရာကြီးရဲ့အဲ့ဒီညကမိုးလဲရွာနေတော့ထိုက်အောင်ကလွယ်အိတ်ကလေးလွယ်ပြီးထီးဆောင်ပြီးပြန်လာတာသူရှိတဲ့မှာလူတယောက်ရောက်လာတာတွေ့တယ်တဲ့ဆရာကြီးရဲ့ဒီလူကထီးတွေပါလေမပါဘူးတဲ့အင်ကြီးကစိမ့်လေးနဲ့တဲ့ဝါခမောက်တစ်လုံးကိုစောင်းထားတာတဲ့ထိုက်အောင်ကသူ့တဲ့ကိုလာနေတဲ့လူကိုတိုးမိမှဆိုလို့ဘေးဘက်ကိုဖယ်လိုက်တဲ့အဲ့လူကသူ့ဖယ်တဲ့ဘက်ကိုလိုက်လာတာပဲတဲ့ဆရာကြီးရဲ့အဲ့နဲ့မျက်နှာချင်းတက်ဆိုင်ပြီးတော့ထိုက်အောင်ကရက်လိုက်ပြီးဒီလူဘာလုပ်တာလုံးလို့စိုက်ကြည့်လိုက်တဲ့အခါမှာငါနာမည်ကတာပိနာကွာမင်းတို့ဒီစာအုပ်ပေးမလို့လာတာရော့ဒီတဲ့ပညာတွေဟာအားလုံးအစစ်မှန်တွေကြီးပဲအဲ့လိုပြောပြီးတော့သူ့အင်ဂျီတွေကစာအုပ်တအုပ်ကိုနှိုက်ထုတ်ပြီးထိုက်အောင်ကိုပေးလိုက်တဲ့ဆရာကြီးရဲ့စာအုပ်ကဗလာစာအုပ်တဲ့အထဲမှာလက်ရည်ဝဝိုင်းကြီးတွေနဲ့ရေးထားတဲ့အောက်လံပညာတွေဆိုပဲရှင်ဒီတော့မှထိုက်အောင်ကသတိထားမိရတဲ့ဆရာကြီးရဲ့မိုးလေးရွာနေပေမဲ့အဲ့လူရဲ့ခန္ဓာကိုယ်မှာရေတပေါက်တောင်မှမဆိုဘူးဆိုပဲအဲ့ဒီတာပိနာဆိုတဲ့လူပေးလိုက်တဲ့စာအုပ်ရလာကြတဲ့ကအဲ့ဒီပညာတွေကိုစပြီးကျင့်ကြံတော့တာပဲရှင်နောက်တော့တာပိနာနောက်ကိုလိုက်သွားတော့တာပါပဲရှင်ဒေါ်စိန်မေကသူ့စကားကိုရက်လိုက်တဲ့အခါမှာဘိုးလူပေကမေးတာဗျနေပါအောင်မစိန်မေဒီเจ้าတွေကိုဘသူကပြောပြတာတော့ထိုက်အောင်ကိုယ်တိုင်ကျမကိုပြောပြတာပါရှင်အဲ့လိုပြောတော့မစိန်မေကသူ့ကိုဒီပညာတွေမကောင်းတဲ့အကြောင်းပြောမှာပေါ့နော်ဟာပြောပါပြီလားဆရာကြီးရဲ့ဘလို့မှပြောလို့မရတာရှင်နှစ်တည်းကြာကြီးပြောင်းနေခဲ့ရတာပြန်ပေါ်လာတော့ကျမကိုသူပညာတွေဘလောက်တက်တယ်ဆိုတာလောက်ပြတယ်ရှင်ကျမအရန်အံ့ဩမိတာကသူ့ရဲ့ရုပ်ပြောင်ရုပ်လွယ်ပညာပါပဲဆရာကြီးရဲ့တခါလေများတိုက်ရပေါ်တဲ့ကနေတခြားတယောက်ရဲ့ပုံစံနဲ့ဆင်းလာတယ်ကျမအလန့်တကြားဖြစ်ပြီးရှင်ဘသူလဲဘာလဲတွေမေးမြန်းလိုက်တော့မှရေမောပြီးနောက်ဘက်ကိုတစ်ချက်လှည့်လိုက်တာနဲ့သူ့ရဲ့ငကိုရုပ်ကြီးပေါ်လာရောဆရာကြီးဟင်ဟုတ်လားဒါဆိုရင်တော့မစိန်မီရဲ့သားဟာအောက်လန်းမော်ရဲ့အမြင့်ဆုံးအဆင့်ကိုရောက်သွားပြီပဲနှုတ်အခုပြဿနာဘာဖြစ်နေရဲဆိုတာကိုပြောပြပါအောင်ဗျာဆရာကြီးဘိုးလူပေကမေးလိုက်တော့မှဒေါ်ဝင်းတွေကပြောတာပြုဒီလိုပါဆရာကြီးရဲ့ကျမသမီးခင်သက်ဝေနဲ့ဟောဒီကမောင်မင်းအောင်နဲ့ကငယ်တငယ်ချင်းတွေလည်းဖြစ်ချစ်သူတွေလည်းဖြစ်နေကြတာကြာပါပြီရှင်ကျမတို့အမေနှစ်ယောက်ကလည်းငယ်တငယ်ချင်းတွေဆိုတော့ကလေးနှစ်ယောက်ကိုသဘောတူကြပါတယ်မကြခင်မှာလည်းလက်ထပ်ကြတော့မှာပါဆရာကြီးရဲ့လွန်ခဲ့တဲ့တစ်ပတ်လောက်ကမောင်မင်းအောင်ကသမီးခင်သက်ဝေကိုအိမ်အောင်မကြခင်ပုံတူဆွဲခြင်းတယ်ဆိုလို့ကျမခွင့်ပြုပေးလိုက်တယ်ဆရာကြီးရဲ့အဲ့ဒါနဲ့မောင်မင်းအောင်ကအိမ်မှာပကြီးလာဆွဲနေတာ3-4ရက်လောက်ရောက်မှကျမသမီးကပျောက်သွားတယ်ဆရာအဲ့ဒီနေ့ကမောင်မင်းအောင်ရောကျမသမီးရောပျောက်သွားတာအိမ်မှာပဲအိမ်ပြေနေတဲ့လက်သမားအဖွဲ့လည်းရှိတယ်ခင်သက်ဝေရဲ့အတော့ကျမရောင်မလည်းရှိတယ်
မောင်မင်းတော်ကခါတိုင်းလိုပဲရောက်လာပြီးတော့သမီးကိုပုံထိုင်ခိုင်းပြီးတော့ပကြီးဆွဲတယ်တဲ့ခဏနေတော့သူတို့နှစ်ယောက်စလုံးပျောက်သွားတယ်ကျမရောင်မသူတို့နှစ်ယောက်အပြင်ထွက်ပြီးမုန်းသွားစားကြတယ်ထင်လို့စောင့်နေတာပြန်မလာတဲ့အဆုံးကြမှာဈေးထဲကိုလိုက်လာပြီးကျမကိုပြောတာရှင့်ကျမကလည်းအမရဲ့မုန်းသွားစားတာဖြစ်မှာပါပြန်လာမှာပါလို့ပြောလိုက်တယ်ဒီတော့မှကျမရောင်မကပြောတယ်မဟုတ်ဘူးနွဲ့နွဲ့ခါတိုင်းဘယ်ဟိုတော်ငါ့ကိုပြောသွားတာမောင်မင်းတော်ကအင်မတန်စီးကန်းရှိတဲ့တငယ်လေးဟဲ့အခုငါ့ကိုမပြောဘဲသွားတာဆိုတော့တခုခုမှားနေပြီထင်တယ်ကျမလည်းရီးဆိုင်ကိုသွားပြောတော့ရီကလည်းနွဲ့နွဲ့ရဲ့ပြန်လာမှာပါဟဲ့ငါသားမဟုတ်တာလုပ်ပါမလားဟဲ့မင်းအောင်ဘလို့လူလဲဆိုတာနင်းလဲသိတာပဲဟဲ့အဲ့လိုပြောလို့ကျမလည်းပြန်လာခဲ့တယ်ညနေဆိုင်သိမ်းပြီးအိမ်ပြန်ရောက်လာတဲ့အထိပြန်မလာကြသေးဘူးဒါနဲ့ကျမလည်းရီတို့အိမ်လိုက်သွားပြီးတော့တငယ်ချင်းနှစ်ယောက်ခေါင်းချင်းရိုက်ပြီးစိတ်ပူကြတော့တာပဲရှင်ဒီလိုနဲ့မိုးသာချုပ်သွားတယ်ဘာမှသတင်းမကြားရဘူးည8 နာရီလောက်ရောက်တော့မောင်မင်းအောင်အိမ်ပြန်ရောက်လာတယ်မျက်နှာကလည်းတမျိုးပဲငူတူတူငိုင်းတိုင်နဲ့ဆရာကြီးရဲ့ဟဲ့တာမင်းအောင်တက်ဝေရောတက်ဝေရီကသူ့သားကိုစီးပြီးမေးတာပေါ့ရှင်ဗျာတက်ဝေဟုတ်လားမေတက်ဝေကဘာဖြစ်လို့တော့အဲ့တော့မှကျမရောရီရောတအားလန့်သွားကြတာပေါ့ဆရာကြီးရဲ့ဟဲ့သားရဲ့မနက်ကပကြီးဆွဲနေရင်နဲ့တက်ဝေနဲ့မင်းနဲ့အပြင်ထွက်သွားကြတယ်မို့လားဗျာမဟုတ်ဘူးမေကျွန်တော်ဒီနေ့တက်ဝေတို့အိမ်ကိုလုံးဝမရောက်ဘူးဟင်မဟုတ်တာမင်းအောင်ရဲ့မနက်ကမင်းအိမ်ကိုရောက်လာပြီးတော့တက်ဝေကိုပုံထိုင်ခိုင်းပြီးပကြီးဆွဲတယ်တဲ့ခဏနေတော့နှစ်ယောက်စလုံးမတွေ့တော့ဘူးတဲ့မင်းနဲ့တက်ဝေနဲ့အပြင်ထွက်သွားပြီးမုံသွားစားကြတယ်လို့ထင်နေတာအိမ်မှာအိမ်ပြေနေတဲ့လက်သမားတွေရောမမလာရောရှိနေကြတာလေကွယ်မင်းရောက်လာတာအားလုံးတွေ့နေကြတာပဲကျမပြောလိုက်တော့မှမောင်မင်းအောင်ရဲ့မျက်နှာကအယမ်းအော်ပြီးအယမ်းလန့်သွားတဲ့ပုံစံချက်ချင်းုံပေါ်လာတာဆရာကြီးရဲ့ဟာဒါဆိုရင်တော့ပြဿနာတွေအကြီးကျယ်တက်ကုန်ပြီးအန်နီနော်ရေဟဲ့ဘာပြဿနာတော့မောင်မင်းအောင်ရဲ့လို့ကျမကမေးလိုက်တော့မှမနက်ကကျွန်တော်တက်ဝေစီကိုသွားမလို့စုတ်တန်နေထဲတဲ့လွယ်အိတ်လေးလွယ်ပြီးအိမ်ကထွက်လာခဲ့တယ်လမ်းထိပ်ရောက်တော့ထိုက်အောင်နဲ့တွေ့တယ်ထိုက်အောင်နဲ့စကားရက်ပြီးပြောနေတော့ဒီကောင်ကကျွန်တော်ကြောကုန်းကိုဖြန်းကနေနဲ့ရိုက်လိုက်တယ်ကျွန်တော်ခေါင်းထဲမှာချက်ချင်းမူးရိပ်ရိပ်ဖြစ်သွားပြီးနောက်ပိုင်းဖြစ်တာတွေကိုကျွန်တော်ဘာမှမသိတော့ဘူးအန်နီနွယ်စောစောလေးတွေကပဲကျွန်တော်အိယာကနေနိုးလာတော့မြောက်ပိုင်းကပညာယာမကျောင်းဝန်းကြီးတွေကတိမ်ပြက်ကြီးတွေရောက်နေတာတွေ့ရတယ်အခုအဲ့တွေကထွက်လာပြီးအိမ်ကိုပြန်လာခဲ့တာဗျမောင်မင်းတော်ကအဲ့လိုပြောပြတော့ကျမရောရီရောတအားလန့်သွားတာပေါ့ဆရာကြီးရဲ့ဟဲ့ဒါဆိုရင်မနက်ကနင်တို့အိမ်ကိုလာပြီးတက်ဝေကိုမင်းတော်ကပကြီးဆွဲတယ်ဆိုတာဘာတော့နွယ်နွယ်ရဲ့ငါလည်းမသိတော့ဘူးရီရဲ့အိမ်ကလက်သမားတွေရောမမလာရောမြင်ကြတာပဲဟဲ့နေပါအောင်ဟိုမှာစိတ်စိမ့်ပါလားလာဟဲ့စိတ်စိမ့်ရီကစိတ်စိမ့်ကိုလှမ်းခေါ်လိုက်တော့စိတ်စိမ့်ကအိမ်မော်တက်လာတယ်စိတ်စိမ့်ရဲရောက်ချင်းပဲကျမအကြောင်းစုံကိုပြောပြလိုက်တော့စိတ်စိမ့်ကတအားကိုအံ့ဩသွားပြီးဟာဒါဆိုရင်တော့မနက်ကပကြီးဆွဲသွားတာမောင်မင်းတော်မဟုတ်ဘူးဟဲ့အဲ့ဒါထိုက်အောင်ပဲဖြစ်မယ်အဲ့ဒီကောင်ကရုပ်ပြောင်ရုပ်လွယ်လုံနိုင်တဲ့ကိုဝေးဟဲ့စိတ်စိမ့်ကပြောပြလိုက်တော့ကျမတို့လည်းအံ့ဩကုန်တာပေါ့ရှင်ကျမတို့၃ယောက်ကငငယ်တည်းကအရန်ချစ်ကြတဲ့တငယ်ချင်းတွေဆိုတော့စိတ်စိမ့်ကသူ့သားနဲ့ပတ်သက်ပြီးတခုမှချန်ကျမတို့ကိုပြောပြတယ်ကျမတို့ကထိုက်အောင်နိုင်ငံရေးအမှုနဲ့ထောင်ကျသွားတယ်ပဲထင်နေတာထောင်ကထွက်လာလို့အိမ်ပြန်လာတယ်ပဲထင်နေကြတာအခုစိတ်စိမ့်ဖွင့်ပြောလို့မှသိသွားကြတာဒီတော့မှထိုက်အောင်ဟာကဝေရာဝိနာဆိုတာကိုသိလိုက်ရပြီးသမီးကိုခိုးသွားတာလို့သိလိုက်ရပြီးတော့ကျမလည်းချုံပွဲချငိုတော့တာပေါ့ရှင်ကျမတငယ်ချင်းနှစ်ယောက်လည်းငိုကြတာပေါ့မောင်မင်းအောင်လည်းမျက်ရည်တွေဘာတွေကျပြီးဘာပြောရမှန်းမသိအောင်ဖြစ်နေတော့တာပေါ့ဆရာကြီးရဲ့ဒီတော့မှဘိုးလူပေကဒါဆိုရင်ထိုက်အောင်ကမောင်မင်းအောင်ကိုတို့စီနဲ့ခေါ်သွားပြီးပညာယာမကျောင်းဝန်းထဲကတိမ်ပြက်ကြီးထဲမှာအိမ်ငွေချခဲ့တာပေါ့ပြီးတော့မှမောင်မင်းအောင်ပုံစံပြောင်းပြီးခင်သက်ဝေကိုပကြီးသွားဆွဲတယ်ခဏနေတော့ခင်သက်ဝေကိုလည်းတို့စီနဲ့ခေါ်သွားမှာပေါ့အိမ်ကလူတွေသူတို့ထွက်သွားတာကိုမမြင်လိုက်ကြတာလဲထိုက်အောင်ရဲ့ပညာနဲ့လှုပ်သွားတာပဲအခုခင်သက်ဝေပြောင်းနေတာဘယ်နည်းရှိပြီတော့အခုဆိုရင်9ရက်ရှိပါပြီဆရာကြီးရဲ့ဆရာကြီးဘိုးလူပေကခေါင်းလေးတငင်းငင်းလှုပ်ရင်းနဲ့ကျုပ်ကိုလှည့်ကြည့်တယ်ဗျဒီညမဖဲဝါကိုတွေ့ပြီးတော့မေးပြီးတော့မောင်တာတေးဟုတ်ကဲ့ပါဆရာကြီးလို့ပြောလိုက်ပြီးတော့အဲ့ညမှာပဲမဖဲဝါရဲ့ကိုတူကိုခွဲရုပ်ကလေးနဲ့မဖဲဝါကိုဆက်သွယ်ပြီးအိမ်မက်တောင်းတယ်ခါတိုင်းလိုပဲဗျဆက်နေရသည့်အဝါပွင့်နေတပင်လုံးပွင့်နေတဲ့အပင်ကြီးရဲ့အောက်မှာကျုပ်ရက်နေတယ်လေတွေကလည်းတိုက်လိုက်တာတဟူးဟူးကိုနေရောဗျကျုံမဖဲဝါကိုကြီးလိုက်တာမတွေ့ဘူးဗျခဏနေတော့မှဆက်နေရသည့်ပင်ကြီးရဲ့အောက်ကနေထွက်လာတယ်ထမိန်အိုဝါအင်ဂျီအိုဝါဖားလျားချတာတဲ့သပင်မှာလဲဆက်နေရသည့်ပန်းလေးတစ်ပွင့်ကိုပန်လို့ဗျပန်းပန်ထားတာကနေရွက်အပေါ်လောက်မှာပန်ထားတာလေတွေကတဟူးဟူးတိုက်နေပေမဲ့မဖဲဝါရဲ့သပင်တွေအဝတ်စားတွေကလေတိုက်နေတဲ့အထဲမှာလွှင့်မနေနေသားလှုပ်တောင်မလုပ်ဘူးဗျမဖဲဝါကျုပ်ကိုစိုက်ကြည့်ရင်လည်းမေးတယ်တတေးဘာကိစ္စရှိလို့တော့မဖဲဝါဒီမျိုးမှာကဝေတယောက်ကရုပ်ပြောင်ပြီးပကြီးဆရာရဲ့ချစ်သူကိုခိုးသွားတယ်မဖဲဝါအဲ့ဒါဘယ်နေရာကိုခိုးသွားတယ်ဆိုတာသိချင်လို့ဘိုးလူပေကလွတ်လိုက်တာပါတတေးအဲ့ဒါကဝေရာဝိနာဟဲ့ဒီကောင်ကရုပ်ပြောင်းရုပ်လွယ်လုံနိုင်တယ်သူတို့ရဲ့ဘိုးဘွားပိုင်တဲ့ຢာတွေကနင်တို့ရွာနာကထိန်ကုန်းသားမှာရှိတယ်ဒီကောင်ကကောင်မလေးကိုထန်းတော်ထဲမှာစောက်ထားတဲ့အိမ်မှာထားတယ်အဲ့ဒီအိမ်ကသူ့အဖိုးတွေရှိကြတဲ့ကအပန်းဖြေနေရင်းနဲ့နေလာတဲ့အိမ်ပဲတတေးဒါပေမဲ့
ဒီကဝေကကောင်မလေးကိုပေါင်းသင်းလို့မရဘူးကောင်မလေးရဲ့ကြောကုန်းမှာထိုးထားတဲ့အင်းခွက်လေးကတိတ်ကိုဆွမ်းတာဒီကောင်မလေးကိုပေါင်းသင်းလို့မရဘူးအဲ့ဒီအင်းကိုဖျက်ပစ်နိုင်တဲ့ဆေးရုပ်ယူဖို့သူ့ဆရာဒေဝိနာစီကိုသွားတယ်ကောင်မလေးကိုသူ့ပညာနဲ့အိမ်ငွေချထားတယ်နောက်တစ်ပတ်ကြာလို့မှကောင်မလေးကိုပြန်မနိုးနိုင်ဘူးဆိုရင်ဒီကောင်မလေးသေမှာပဲဟဲ့တာတီကောင်းပြီမှဖဲဝါဒီเจ้าတွေကိုဆရာကြီးဘိုးလူပေကိုကျုပ်ပြန်ပြောလိုက်ပါမယ်နင်တို့အမြန်သာသွားပြီးတော့တစောင်းမုံလာပညာမှာယာဝိနာပြန်လာလိမ့်မယ်ငါလဲလာခဲ့မယ်လို့ဆရာကြီးကိုရှောက်ထားလိုက်ပါကျုပ်အိမ်မက်ကနေလက်နိုးသွားတယ်ဆရာကြီးကိုမနက်9 နာရီလောက်မှာပဲမဖဲဝါပြောတဲ့အကြောင်းတွေကိုတလုံးမကြံရှောက်ထားလိုက်တယ်ဗျကျုပ်ပြောတာတွေကိုနားထောင်မိရတဲ့ဆရာကြီးကကျုပ်ကိုလှမ်းမေးရောပြုတ်တာတီထိန်ကုန်းဆိုတာဘယ်ထိန်ကုန်းတော့ဗတ်မွေကုန်းမြောက်ဘက်ကထိန်ကုန်းပါဆရာကြီးဘိုးလူပေကအာယုံစွန်းဖုံးနေတဲ့ဆရာတော်ကြီးကိုအကျိုးကြောင့်ရှောက်ထားလိုက်တယ်ဆရာတော်ကြီးကအာယုံစွန်းဖုံးမိတာနဲ့မြို့ထဲမှာနေတဲ့ဒေါ်လာကြီးတို့ဒေါ်ဝင်းတွေတို့ဒေါ်စိန်မီတို့ကိုခေါ်ခိုင်းလိုက်တယ်တိတ်မကြဘူးဗျရောက်လာကြတယ်ပကြီးဆရာကိုမင်းနောင်လည်းပါလာတယ်ဆရာတော်ကြီးကဘိုးလူပေရှောက်ထားတဲ့အကြောင်းတွေပြောပြတယ်ဒီနေ့တစောင်းမုံလာပြည့်နေ့ဆိုတော့ဒကာမကြီးတို့ဟောဒီကဆရာကြီးကိုပင့်ပြီးတော့အမြန်လိုက်ကြပြီးတော့ဆရာတော်ကမိန့်လိုက်တယ်ဗျအမျိုးသမီး3 ယောက်လည်းတယောက်မျက်နှာတယောက်ကြီးလိုက်ကြတယ်ဒီမှာတင်ဒေါ်စိန်မေကပြောတယ်ဗျနွယ်နွယ်နဲ့ရီနင်တို့2 ယောက်ပဲလိုက်သွားကြငါတော့မလိုက်တော့ဘူးဟင်ဘာဖြစ်လို့တုံးစစ်စိန်နင်မလိုက်ခဲ့ရင်ပူကောင်းတာပေါ့နင်ကိုယ်တိုင်ဖြောင်းပြရင်ထိုက်အောင်ကဖြောင်းလဲသွားနိုင်တာပေါ့ဟာဒေါ်စိန်မေကခေါင်းခါပြီးပြောတယ်ဗျငါဒီကောင်ကိုတန်ရောစင်ဖြတ်လိုက်ပြီးနွယ်နွယ်ညာတညလုံးကအိတ်လို့မပြောဘူးအမျိုးမျိုးစဉ်းစားပြီးပြီညကလေးကဒီကောင်အပေါ်မှာရှိတဲ့ငါရဲ့တန်ရောစင်တွေကိုဖျက်ပစ်လိုက်တာနင်တို့2 ယောက်ပဲလိုက်သွားကြပါငါပါနေဆရာကြီးဘိုးလူပေဖို့လောက်ရကန်ရခတ်နေလိမ့်မယ်ဆရာကြီးဘိုးလူပေကတော့ဘာမှမပြောဘဲငြိမ်နေတယ်ပြုတ်ဒေါ်စိန်မေကဆရာကြီးဘိုးလူပေဘက်ကိုလှည့်ပြီးလက်အုပ်ချီလိုက်တယ်ဗျဆရာကြီးကိုလည်းကျမတခုပြောပြရစီရှင်အထက်ပုဂ္ဂိုလ်ကြီးတွေစီမံတဲ့အတိုင်းကျမလက်ခံပါမယ်ကျမမွေးခဲ့တဲ့သားမှန်ပေမဲ့လောကကြီးနဲ့မသိတော့ဘူးဆိုရင်ဆရာကြီးတို့လိုအပ်တယ်လို့သာဆောင်ရွက်ကြပါရှင်ဒေါ်စိန်မေကအဲ့လိုပြောပြီးတော့မျက်နှာကိုတစ်ဖက်ကိုလှည့်ထားလိုက်တယ်ဗျကဲသားမောင်မင်းအောင်ခရီးထွက်ဖို့သာစီစဉ်တော့ကွယ်ကိုမင်းအောင်အမေဒေါ်လာကြီးကပြောလိုက်တယ်ဗျဒေါ်စိန်မေကတော့ဆရာတော်နဲ့ဘိုးလူပေကိုကြော့ပြီးပြန်သွားတော့တာပဲဗျကိုမင်းအောင်ကတော့ကားနှစ်စီးစီစဉ်တယ်ဗျတစည်းမှာဆရာကြီးနဲ့ကျုံနဲ့လိုက်ရတယ်နောက်တစည်းမှာကိုမင်းအောင်ရဲ့ဒေါ်လာကြီးရဲ့ဒေါ်ဝင်းတွေရဲ့လိုက်ကြတယ်ဗျမနေ့10 နာရီလောက်မှာထိန်ကုန်းကိုရောက်ခဲ့တယ်ကဲမောင်တာတီရွာသူကြီးအိမ်ကိုတန်းသွားကွာလို့ပြောလိုက်တာနဲ့ကျုပ်ကရွာသူကြီးဥရွှေထွန်းအိမ်ကိုဥဆောင်ပြီးခေါ်သွားရတာပေါ့ဗျာထိန်ကုန်းတရားလုံးကလည်းကျုပ်ကိုမသိတဲ့သူမရှိဘူးလေဗျာဟာတာတီပါလားကိုကြီးတာတီဘာလာလောက်တာတော့ဟာဒါကိုညာရဲ့သားတာတီမဟုတ်ဘူးလားလို့ဝိုင်းနှုတ်ဆက်ကြတာပေါ့ဗျာကျုပ်ကတော့အားလုံးကိုပြန်ပြီးပြုံးပြရုံပဲလုံနိုင်တာပေါ့ဗျာဒီမှာတွင်ကိစ္စတွေကအရန်ကိုအရေးကြီးနေတဲ့အချိန်မို့လားတကြီးအိမ်ကိုရောက်တော့ဒေါ်ဝင်းတွေဒေါ်လာကြီးတို့ကတကြီးဥရွှေထွန်းကိုအကျိုးကြောင်းတွေပြောပြလိုက်တယ်ဗျဟာဒါဆိုရင်ပြန်ပေးဆွဲလာတာပဲဗျကဲစိန်ကောင်းတွေကိုခေါ်စမ်းကွာတကြီးအမိတ်ပေးလိုက်တော့မှတကြီးရဲ့တပည့်ကချက်ချင်းပြေးထွက်သွားပြီးစိန်ကောင်း9 ယောက်စလုံးခေါ်လာတယ်ဗျစိန်ကောင်းတွေရောက်တာနဲ့တကြီးကတန်းထွက်တော့တာပဲပြုတ်ကဲလာကြပြုတ်ထန်းတော်ရဲ့အိမ်ကိုသွားကြစို့အဲ့လိုပြောပြီးတော့တကြီးကရှေ့သွားကနေထွက်သွားရောဗျကျုပ်တို့လူအုပ်ကြီးကလည်းတကြီးနောက်ကနေလိုက်ရတာပေါ့ဗျာထိန်ကုန်းတကြီးဥရွှေထွန်းကလည်းကျုပ်တို့ထနောင်းကုန်းတကြီးဥဖိုးထင်လိုပဲဗျစိတ်မြန်ကိုမြန်ကြီးတွေဗျာရာခင်းထဲကိုဖြတ်ပြီးရှောက်နေလိုက်တာများရေးနဲ့ကိုနေတာပဲဗျကျုပ်တို့ဆိုတာသူ့နောက်ကိုမနေလိုက်နေရတာဗျထန်းတော်ရဲ့အိမ်ကခြေတန်းရှိအိမ်လေးတွေဗျတော်တော်လေးကိုတသက်ရဲနဲ့လှလှပပလေးစောက်ထားတာဗျဒီအိမ်ဟာဒေါ်စိန်မေရဲ့မိဘတွေအပန်းဖြေဖို့စောက်ထားတဲ့အိမ်ဗျတကြီးကအိမ်ရှိကိုရောက်တာနဲ့အိမ်ရှိမှာစောင့်နေတဲ့ထိန်ကုန်းသား2 ယောက်ကိုတန်းပြီးတော့တာပြုတ်စိန်လုံးနဲ့မောင်ဆင့်မင်းတို့ဒီမှာဘာလုပ်နေကြရတော့တကြီးဦးရွှေထွန်းကမျက်နှာတီတီနဲ့သူ့ရွာသား2 ယောက်ကိုမေးရောဗျကျုပ်တို့အိမ်လာစောင့်နေရပါတကြီးအော်အိမ်လာစောင့်နေကြရလားဟေ့ကောင်တကောင်ငါမေးတာမင်းတို့မှန်ဖြေနော်မင်းတို့အိမ်စောင့်နေရလားပြန်ပေးဆွဲလာတဲ့မိန်းကလေးကိုစောင့်နေရလားဗျာစိန်လုံးနဲ့မောင်ဆင့်ဆိုတဲ့လူ2 ယောက်ကမြို့ကလိုက်လာတဲ့သူတွေနဲ့ကျုပ်တို့ကိုတွေ့တော့တော်တော်လန့်သွားတဲ့ပုံပဲဗျစိန်ကောင်းတွေလည်းပါလာတာဆိုတော့တော်တော်ကိုမျက်နှာပြက်နေကြတာဟဲ့ကောင်တကောင်တကြီးမင်းနေရကိုဖြေလိုက်ကြလေစိန်ကောင်းတယောက်ကခန့်ငေါ့ပြောလိုက်တော့မှကျုပ်တို့မိန်းကလေးကိုစောင့်နေရပါတကြီးကျုပ်တို့လှုပ်တဲ့ယာရီရဲ့ပိုင်ရှင်ဒေါ်စိန်မေရဲ့သားကိုထိုက်အောင်ကခိုင်းလို့လုံနေကြရတာပါဗျာမင်းတို့2 ယောက်ပြန်ပေးသမားရဲ့ကြံရပါတွေဖြစ်နေကြပြီဆိုတာကိုသိရလားကျုပ်တို့မသိပါဘူးတကြီးရဲ့မြေပိုင်ရှင်ရဲ့သားခိုင်းလို့လှုပ်စောင့်ပေးကြရတာပါဗျာအိမ်ပေါ်မှာဘယ်သူရှိတော့တကြီးကအတန်ခတ်မမာနဲ့မေးတယ်ဗျအိပ်ပျော်နေတဲ့မိန်းကလေးတယောက်ပဲရှိပါတယ်ဗျာအဲ့ဒီမိန်းကလေးကလည်းအိတ်နေတာ10 ရက်လောက်ရှိပြီဗျကျုပ်တို့အပ်သွားတဲ့ကိုထိုင်းအောင်ကလည်းအခုထိပြန်မရောက်လာသေးတော့ကျုပ်တို့မှဘာလို့ရမှန်းကိုမသိတော့တာပါတကြီးရဲ့ကဲစိန်ကောင်းတွေဒီကောင်တစ်ကောင်ကျိုးတုတ်ထားလိုက်စမ်းကွာအဲ့လိုပြောပြီးတာနဲ့တကြီးကအိမ်ပေါ်ကိုတန်းတက်တော့တာပဲပြုတ်ကျုပ်တို့လည်းနောက်ကလိုက်တက်ရတော့တာပေါ့ဗျာဟောတွေ့ပြီပြုတ်
ကရင်ပေါ်မှာအိမ်မွေးချခံထားရတဲ့မခင်သက်ဝေအမလေးသမီးရဲ့ဒေါ်ဝင်းတွေကသူ့သမီးကိုပြေးဖက်ပြီးငိုတော့တာပဲဗျာဆရာကြီးရဲ့ကျမသမီးလေးကိုကယ်ပါအောင်ရှင်ဒေါ်ဝင်းတွေကဘိုးလူပေကိုလက်အုပ်ကလေးချီပြီးပြောတယ်ဗျဘိုးလူပေကတကြီးဥရွှေထုံးဘက်ကိုလှည့်ပြီးပြောလိုက်တယ်တကြီးကျုပ်ကိုတခုတော့ကူညီပါဗျာဆရာကြီးပြောပါဗျာဆရာကြီးလိုတာအားလုံးကျွန်တော်တို့လုပ်ပေးပါမယ်တကြီးကဘိုးလူပေကိုပြပြသလဲနဲ့ပြန်ပြောတာပြုတ်ဒီအနီးနားရွာတွေမှာဘိုးလူပေကိုမသိတဲ့သူတယောက်မှရှိရမှာမဟုတ်တာဗျာငါပြောတော့တုံးလိုချင်တယ်တကြီးပြီးရင်အိပ်ပျော်နေတဲ့ကလေးမရဲ့အရက်နဲ့တတိုင်းနဲ့တိုင်းပြီးဖြတ်ပေးပါရမယ်စိတ်ချပါဆရာကြီးအခုချက်ချင်းလုပ်ပေးပါမယ်ကဲဟေ့စိန်ကောင်းကိုမြနဲ့ကိုခဆရာကြီးပြောတာကြားတယ်မို့လားအခုချက်ချင်းရွာပြန်ပြီးငါပြောတော့တုံးခုတ်လာစမ်းကွာစိန်ကောင်းနှစ်ယောက်လည်းရွာပြန်ပြီးချက်ချင်းပြန်လာကြတယ်ငါပြောတော့တုံးလည်းထမ်းလို့ဗျအိမ်ပေါ်ရောက်တာနဲ့ဆရာကြီးဘိုးလူပေကအိပ်ပျော်နေတဲ့မခင်သက်ဝေရဲ့အရက်နဲ့တတိုင်းနဲ့တိုင်းပြီးငါပြောတော့ကိုဖြတ်ခိုင်းလိုက်တယ်ပြီးရတဲ့ငါပြောတော့ကိုမခင်သက်ဝေရဲ့ဘေးမှာရှင်ချထားပြီးတော့လွှဲအိတ်ထဲကအင်းလက်ကင်ဘဝတစ်ထည်ကိုထုတ်လိုက်တယ်ကဲမလာကြီးတို့မဝင်းွယ်တို့မောင်မင်းတောင်တို့နောက်ကိုနည်းနည်းဆုတ်ကြကွယ်ကျုပ်ကလေးမအောင်နှိုးတော့မယ်ဘိုးလူပေကအဲ့လိုပြောလိုက်တာနဲ့နောက်ကိုဆုတ်ပေးလိုက်ကြတယ်ဗျဘိုးလူပေကတော့မန်နန်တစ်ခုကိုရွတ်လိုက်ပြီးတော့အင်းလက်ကင်ဘဝနဲ့ခေါင်းကနေခြေထောက်ထိရိုက်ချတယ်ဗျကျုပ်သေးသေးချာချာကြည့်နေတယ်မန်နန်9ခေါက်အရောက်မှာမခင်သက်ဝေနည်းနည်းလေးလှုပ်လာတယ်ဗျမန်နန်9ခေါက်လည်းဆုံးရောမျက်လုံးဖွင့်ကြည့်တယ်ဗျပြီးတာနဲ့ငေါက်ခနဲ့ထထိုင်တာဗျအမေအန်ဒီကိုမင်းအောင်အားလုံးကိုမခင်သက်ဝေကသတိရတယ်ဗျဒေါ်ဝင်းတွေကသူ့သမီးကိုဖက်ပြီးငိုတော့တာပေါ့ဗျာဒေါ်လာကြီးကတော့သူ့တငယ်ချင်းဒေါ်ဝင်းတွေကိုချော့မော့ပြောနေရတော့တာပေါ့ဗျာဆရာကြီးဘိုးလူပေကလွယ်အိတ်ထဲကရေစင်ပလင်းလေးကိုထုတ်ပြီးမခင်သက်ဝေကိုရေစင်နဲ့တောက်လိုက်တယ်ဗျပြီးတော့မှရေစင်နဲ့တိုက်လိုက်တယ်ဗျကဲကလေးမလေးအစာမစားရတာကြာပြီကွရွာထဲကိုဖြည်းဖြည်းတွဲခေါ်သွားကြတကြီးအိမ်မှာစောင့်နေကြပေါ့တကြီးလည်းပြန်ပါကျုံနဲ့မောင်တာတွေကတော့ဒီမှာပဲနေခဲ့တော့မယ်ဒီညပြန်ရောက်လာမဲ့ရုပ်ပြောင်းကဝေရာဝိန်နာကိုစောင့်ပြီးတွေ့ကြရအောင်ပါဗျထိန်ကုန်းသားတွေတော်ချက်ဗျာဆရာကြီးနဲ့ကျုပ်ကိုမနှက်စာရောညနေစာရောထမင်းတွေပို့ပြီးတေးသေးချာချာကျွေးမွေးကြတာဗျမခင်သက်ဝေအိတ်သွားတဲ့ဂရင်လေးပေါ်မှာတော့ဘိုးလူပေချထားတဲ့ငပြောတုံးကြီးဆက်ဆက်ရင်ပေါ့ဗျာညမိုးချုပ်တာနဲ့လာထွက်လာပြီဗျကျုပ်တို့အညာမှာတစောင်းမုံလှပြည့်ဆိုတာလှုပ်ကိုလှနေတဲ့ညပေါ့ဗျာမျက်စိတစုံမြင်နေရတဲ့ရာခင်းကြီးတွေထဲမှာထိန်လင်းနေတော့တာပဲဗျာထမ်းပင်မြင့်ကြီးတွေကလည်းလာရောက်အောင်မှာမိုးတို့မတ်တက်တွေနဲ့ဗျာမောင်တာတွေအိမ်ရောက်ကိုဆင်းနေတော့ကျုပ်အလုတ်စားတော့မယ်ရုပ်ပြောင်းရုပ်လွယ်အင်မတန်တော်တဲ့ရာဝိန်နာကိုအံ့ဩသွားစေမဲ့ပညာတစ်ခုပြရမှာပေါ့ကွယ်ကျုပ်ကဆရာကြီးအမိန့်တိုင်းအောက်ကိုဆင်းလာခဲ့တယ်အိမ်ပေါ်ကဆရာကြီးဘိုးလူပေရဲ့မန်နန်တန်တွေကိုကြားနေရတယ်ဗျတော်တော်ကြာတော့ဘိုးလူပေအိမ်ပေါ်ကနေဆင်းလာတယ်ဗျကျုပ်ကိစ္စတော့ပြီးပြီမောင်တာတွေဟောဟိုထမ်းမင်ကြီးတွေနောက်မှာပုံပြီးရာဝိန်နာအလာကိုစောင်းရတော့မှာပဲကွယ်မဖဲဝါပြောထားရင်တော့မလွဲပါဘူးလေဒီကောင်လာဦးလာမှာပါဘိုးလူပေနဲ့ကျုံနဲ့အိမ်တောင်ဘက်ကထမ်းမင်ကြီးနှစ်ပင်နောက်မှာတယောက်တစ်ပင်စီကတ်နေလိုက်တယ်ဗျညနဲ့လာတဲ့ထိန်ကုန်းကခွေးတန်တွေကြက်တွန်တန်တွေနဲ့တယောက်ကိုတယောက်အော်ခေါ်နေတဲ့အတန်တွေကတဖြည်းဖြည်းပျောက်ပြီးငြိမ်သွားတော့တာပဲပြုတ်လာတော့မှမွန်းတဲတော့မယ်ဗျဟာလူတယောက်ပြုတ်တုံနဲ့ကျုပ်တို့ထတော်ဘက်ကိုရှောက်လာနေတာဘိုးလူပေရောကျုပ်ကောမြင်ရတယ်ဗျစောကမှမျက်ကွင်းစီကွင်းထားလိုက်တာဗျတခြားနာနာဘောကတော့တကောင်တမီးတောင်မမြင်ရဘူးဗျလာပြီးပြုတ်လာပြီးဒီလူမွန်းမတဲ့ခင်အရောက်လာတာဖြစ်မယ်ဗျခြေလန်းတွေကလည်းတော်တော်တွတ်တာပြုတ်ဟောထတော်လေးဝင်လာပြီဗျရာဝိန်နာဆိုတာဒီလူပဲဖြစ်ရမယ်ဗျဟောလူလုံးကွဲလာပြီပြုတ်အရွယ်ကကိုမင်းတောင်နဲ့ရွယ်သူပဲဗျလူကရုပ်ခက်ချောဗျအသားကလည်းဖြူဖြူဗျာဖြစ်ရလေဗျာမိဘမျိုးရိုးနဲ့ကိုချမ်းသာတာအမွေတွေအားလုံးကိုလည်းဒီလူခံစားရမှာဘလို့စိတ်ကူးနဲ့များဒီကဝေးပညာကိုခုံမြင်သွားတယ်ဆိုတာကျုပ်ဖြစ်တွေးတောင်တွေးလို့မရဘူးဗျာကိုထိုက်အောင်လို့ခေါ်တဲ့ရာဝိန်နာကအိမ်ရှိရောက်တော့ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးအကဲခတ်နေရဗျကျုပ်စိတ်ထင်တော့သူအဆောင်ချထားတဲ့လူနှစ်ယောက်ကိုမတွေးလို့ဖြစ်မယ်ဗျစိန်လုံးမောင်ဆင့်ဟိတ်ကောင်တွေမင်းတို့ဘယ်မှာတော့ရာဝိန်နာကအတန်ခတ်အုံနဲ့သူ့အဆောင်တွေကိုခေါ်တာဗျဒီကောင်တွေဘယ်သွားနေပါလဲအဲ့လိုပြောပြီးတိတ်မကြဘူးလှေကားကနေအိမ်မော်ပြေးတက်သွားတယ်ဗျဟာခင်သက်ဝေမင်းငါ့ကိုစောင့်နေတော့မယ်နော်ငါလဲသွားကျင်လို့သွားတာမဟုတ်ပါဘူးခင်သက်ဝေရဲ့နင့်ကိုဘယ်အလီနာတော်အထက်လန်းဆရာဆိုတဲ့အကောင်ကနင့်ကိုအင်းကွက်တွေထိုးပေးသွားတယ်လည်းမသိဘူးငါနင့်ကိုပေါင်းသင်းလို့မရဘူးခင်သက်ဝေငါ့ကိုနင့်ရဲ့အင်းအဆောင်ကောင်ကကန်ထုတ်ပစ်တယ်ဟာအခုတော့ငါဆရာကြီးဒေဝိန်နာစီကဝေနတ်စီယူလာခဲ့ပြီဒီဆေးလိမ့်လိုက်တာနဲ့နင့်အင်းဆောင်အကောင်ပြေးဖို့တာမှတ်ပြီးတော့ဟာဒီတော့မှနင်းနဲ့ငါနဲ့ပေါင်းသင်းလို့ရမှာဟာရာဝိန်နာကြင်မဖြစ်ဘူးဆိုတာမရှိပါဘူးခင်သက်ဝေရဲ့နင့်ကိုအထက်တန်းကျောင်းမှာတည်းကငါအရင်ချစ်ခဲ့ရတဲ့သူပါငါဝါသနာပါတဲ့ပညာတွေလိုက်စားနေတော့မှဟိုအကောင်မင်းနောင်ကဂျားဖြတ်ခုတ်သွားတာပါဟာဒီကောင်ကိုငါအသာလေးသက်ပြစ်နိုင်တယ်ဒါပေမဲ့
ဒီကောင်လဲငါရဲ့တငယ်ချင်းမို့လားခင်သက်ဝေငါမတက်ရက်လို့ဒီကောင်ကိုဒီတိုင်းထားခဲ့တာပါနင့်ကိုမင်းအောင်လက်ထဲဘလို့နီးနဲ့မှအပါမခံနိုင်ဘူးခင်သက်ဝေရဲ့နင့်ကိုမရရတဲ့နီးနဲ့ငါယူမှခင်သက်ဝေကဲအိပ်ပျော်နေတဲ့နင့်ကိုငါနှိုးလိုက်တော့မယ်ကျုပ်ရန်အောင်အံ့ဩနေရဗျအိမ်ပေါ်ကထွက်လာတဲ့ရာဝိနာရဲ့အသံတွေကိုကျုပ်ကဘိုးလူပေရောအတိုင်းသားကြားနေရလေဗျအိမ်ပေါ်မှာငပြောတုံးကြီးတတုံးကလွှဲရင်ဘယ်သူမှရှိရမဟုတ်ဘူးလေဗျငါခင်သက်ဝေကိုနေ့လေကလေးကထိန်ကုန်းကိုခေါ်သွားကြပြီပဲရာဝိနာကြီးဘာတွေပြောနေရလဲလို့ကျုပ်တွေးမိလိုက်တယ်ဗျဟောရာဝိနာမန်နန်ရွတ်တန်နေထွက်လာပြီဗျခဏကြာတော့ဟာ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 နိုးလာပြီလားခင်သက်ဝေဖြည်းဖြည်းထနော်ကိုအောင်ထူပေးပါမယ်လာဟုတ်ပြီရက်မတ်တက်ရက်လိုက်ဟုတ်ပြီအညောင်းလေးပြေပြီးလေကောင်းလေတန်းလဲရအောင်ထတော်ထဲမှာဆင်းပြီးလမ်းလျှောက်လိုက်ကြရအောင်နော်ဒီလောက်ဆိုမင်းရဲ့အင်းဆောင်ကောင်လဲပြေးလောက်ပါပြီခင်သက်ဝေရဲ့မင်းနဲ့ငါနဲ့ပေါင်းလို့တင်းလို့ရပြီပေါ့ကွာဟိုကောင်နှကောင်စိတ်လုံးနဲ့ငစင်းတော့ပြန်လာမှနရင်အုပ်ပြစ်လိုက်အောင်မယ်ကဲလာအောက်ကိုဆင်းကြမယ်ငါခင်သက်ဝေကိုပြောနေတဲ့ရာဝိနာရဲ့အတန်ကတော်တော်ကိုကျင်နာရှိတဲ့အတန်ပဲဗျဘိုးလူပေကကျုပ်ဘက်ကိုတစ်ချက်လှည့်ကြည့်တယ်ဗျအသင်ပြင်ထားတော့ဆိုတဲ့သဘောပေါ့ဗျာကျုပ်ကဘိုးလူပေကိုခေါင်းချင်းပြလိုက်တယ်ဗျဟောဆင်းလာပြီဗျဆင်းလာပြီဟာရာဝိနာကမခင်သက်ဝေကိုတွဲပြီးလေကားပေါ်ကဆင်းလာပါရောဗျာမခင်သက်ဝေကတော့စကားတစ်ခွန်းမှပြန်မပြောဘူးအိမ်ငွေပြေစားလူလိုငူတူတူငိုင်းတိုင်ပုံနဲ့ဗျလာခင်သက်ဝေလမ်းနဲ့လျှောက်လိုက်မှဒါမှသွေးလက်ပတ်မှုပုံမှန်ပြန်ဖြစ်သွားမှာရာဝိနာကမခင်သက်ဝေကိုတွဲပြီးလမ်းလျှောက်လို့ပေါ့ဗျာကျုပ်တို့ကတ်နေတဲ့ထမ်းမင်းတွေကိုကြောပေးပြီးဆက်လျှောက်သွားတာဗျတော်တော်လေးရှောက်ပြီးတော့မှဟာဆိုပြီးကျုပ်တောင်ရောင်ပြီးတော့အော်ပြီးတော့မလို့ဗျကိုပါဇက်ကိုပိတ်ထားလိုက်ရတယ်ဗျငပြောတုံးကြီးဗျဟုတ်တယ်ပြောငပြောတုံးကြီးမခင်သက်ဝေမဟုတ်တော့ဘူးရာဝိနာဘေးမှာလမ်းလျှောက်နေတဲ့မခင်သက်ဝေကချက်ချင်းကိုငပြောတုံးကြီးဖြစ်သွားတာဗျကျုပ်ဖြင့်ဆရာကြီးဘိုးလူပေရဲ့ပညာတွေကိုအံ့ဩလိုက်တာဗျာရာဝိနာကလန့်ပြီးနောက်ကိုခြေတလန်းစာလောက်ခုန်သွားတယ်ဗျဟာမကြောက်ပါနဲ့ရာဝိနာရဲ့အောက်လန်းပညာနဲ့ရုပ်ပြောင်းရုပ်လွယ်အင်မတန်တော်တဲ့မင်းကိုကျုပ်တို့အထက်လန်းပညာရဲ့ရုပ်ပြောင်းရုပ်လွယ်အတက်တွေကိုနည်းနည်းလေးပြပေးလိုက်တာပါကွာဟာဘိုးလူပေကပြောရင်းနဲ့ရှေ့ကိုထွက်လိုက်တယ်ဗျကျုပ်လည်းဘိုးလူပေရဲ့နောက်ကနေလိုက်ထွက်တော့တာပေါ့ဗျာရာဝိနာကဘိုးလူပေကိုဖျက်ကနေလှည့်ကြည့်တယ်ပြီးတော့သူ့ရှေ့မှာထောင်ကြီးရက်နေတဲ့ငပြောတုံးကြီးကိုစောင့်ကန်ပစ်လိုက်တယ်ဗျဟေ့ကောင်မင်းဘာတူလဲငါချစ်သူခင်သက်ဝေဘဲမလဲရာဝိနာကကဝေတော့တော်တော်ပြီးသားတာဗျဖေးရွယ်လောက်ရှိတဲ့လူကိုဟေ့ကောင်လို့ခေါ်တာခင်သက်ဝေကိုသူ့ရဲ့ခင်မွန်လောင်မောင်မင်းအောင်ကိုယ်တိုင်လာခေါ်သွားပြီးရာဝိနာသူတစ်ပါးရဲ့ချစ်ချင်းကိုမင်းမခွဲပါနဲ့ဘိုးလူပေကပြောတော့ရာဝိနာကဘိုးလူပေကိုစူးစူးဝါးဝါလှမ်းကြည့်ရဗျဟေ့ကောင်မင်းကဘာကောင်မို့လို့ငါ့ကိုတရားလာဟောနေရတာတော့မင်းနောင်ကငါ့ရဲ့ချစ်ချင်းကိုခွဲခဲ့တဲ့အကောင်ကွာငါကခင်သက်ဝေကိုမင်းနောင်မချစ်ခင်ခဲ့တဲ့ချစ်ခဲ့တဲ့အကောင်ကွာနေစမ်းမအောင်မင်းကဘယ်သူတော့ငါရဲ့နာမည်ကလူပေတဲ့ရာဝိနာရဲ့ဩလက်ဆက်တတ်တော့ဘိုးလူပေဆိုတာမင်းကိုငါသိတ်တွေ့ချင်နေတာကွာလူပေကတွေ့မဲ့တွေ့တော့လေငါအသေးကိုခတ်တဲ့ကျွဲတကောင်အနေနဲ့တွေ့ရတော့တာ哦ကွာမင်းပညာကိုနှိုးလိုက်တော့လူပေဒီညဟာမင်းအတွက်လာရအောင်အောင်မှာတေဆုံးခြင်းပေါ့ကွာဟာဒီမှာမောင်ထိုက်အောင်မင်းကငငယ်လေးရှိပါသေးတယ်လူဘဝမှာကောင်းမွန်နေသွားလို့ရပါတယ်ကွာမင်းလူဖြစ်တဲ့မျိုးရိုးကလည်းမြေပိုင်ရှင်တထင်းမျိုးလေကွာမင်းအနေနဲ့တဘောအလုံးကိုစီးစိမ်ရှိဖြတ်တန်းလို့ရတယ်ငရဲကြမဲ့ပညာတွေကိုစွန့်လိုက်ပါလားလူကလေးရဲ့ဘာကွာလူပေငါပညာတွေကိုစွန့်ရမယ်ဟုတ်လားဒီပညာတွေကိုမျက်နှုံလုံးလို့တက်ချင်လုံးငါမှာနှစ်တွေအကြာကြီးတော်တဲ့တောင်ထဲမှာသွားပြီးကျင့်ကြံခဲ့ရတာကွာငါဘယ်တော့မှမစွန့်ဘူးဘာလဲမင်းကငါနဲ့ရှင်ရမှာကြောက်နေလို့လားလူပေရာဝိနာကတော့နည်းနည်းမှနောက်ဆုံးမဲ့လူမဟုတ်ဘူးဗျအခုနေဘိုးလူပေမဟုတ်ပဲမြတ်စွာဘုရားနဲ့တွေ့ရင်တော့ရာဝိနာတိုက်မှာပဲဗျမောင်တာဒီနေ့လေကပေးထားတဲ့အင်းနေနဲ့ကိုရီပိုက်ကွန်အသိပြင်ထားလိုက်ကျုပ်ကိုမတိမတာပြောပြီးရနဲ့ဘိုးလူပေကရှေ့ထွက်သွားတယ်ဗျမဖေဝါလာနေပြီပြုတ်ခွေးကြီးနှက်ကြော်ရဲ့အတန်ကိုလည်းကျုပ်ကကြားနေရတယ်ရာဝိနာကတော့ကိုရီဆက်တွေထုတ်ပြီးဘိုးလူပေစီကိုလွတ်တယ်ဘိုးလူပေကဘာဆက်မှမထုတ်ဘဲနဲ့လက်ဝါးနှစ်ဖက်ကိုဖြန့်ကာထားတယ်ရှေ့ကိုတိုးဝင်လာတဲ့ရာဝိနာရဲ့ဆက်တွေကိုစောင့်တွန်းသလိုလှုပ်လိုက်တာဆက်တွေအပိုင်းပိုင်းပြက်ပြီးရာဝိနာမြေကြီးပေါ်ကိုဖင်ထိုင်လျက်ကျသွားတယ်ပြုတ်ရာဝိနာဒေါသဖြစ်သွားပုံရတယ်ဗျလဲကြနေရကနေချက်ချင်းထလာပြီးပါဇက်ထဲကရောမျက်လုံးတွေထဲကရောဆက်တွေထုတ်တော့တာပဲဗျာဟောမဖဲဝါလည်းရောက်လာပြီပြုတ်ထမ်းမင်းသားမှရက်ပြီးတိုက်ပွဲကိုကြည်နေတယ်ဘိုးလူပေကလည်းဆက်ထုတ်ရပြီပြုတ်အဖြူရောင်တောက်နေတဲ့ဆက်တန်းကြီးတစ်ခုကိုထုတ်ပြီးကဝေဆက်တွေကိုကာထားလိုက်တယ်ဘိုးလူပေရဲ့ဆက်တွေကချက်ချင်းဖြာထွက်သွားပြီးမှန်တစ်ချက်လိုဖြစ်သွားတာဗျရာဝိနာရဲ့အစိမ်းရောင်အနီရောင်ဆက်တွေကဘိုးလူပေရဲ့ကာဆက်ကိုအတင်းဖောက်နေတယ်ဗျဘိုးလူပေကဒီပွဲကိုတိတ်ပြီးရေမရှိချင်ဘူးထင်ပါတယ်မဖဲဝါလို့လှမ်းခေါ်လိုက်တယ်ဟာဘိုးလူပေအတန်ကြားရနဲ့မဖဲဝါလွှာကနေပြေးဝင်ပြီးသူ့လက်ဝါကြီးနဲ့ရာဝိနာရဲ့ကြောကုန်းကိုရိုက်တော့တာပဲပြုတ်ဘုံ
3ချက်တောင်ဆင့်ပြီးရိုက်လိုက်တာပြုတ်ရာဝင်သားရဲ့ဆက်တွေကချက်ချင်းပျောက်သွားပြီးဒူးထောက်ရက်ကြီးကျသွားတော့တာပဲပြုတ်မောင်တာတေးပိုက်ကွန်ပေးစမ်းဘိုးလူပေကကျုပ်ကိုလမ်းပြောတယ်ကျုပ်ကအသင်းကင်လာတဲ့ကိုဝေပိုက်ကွန်ကိုဘိုးလူပေစီကိုပေးလိုက်တယ်ဘိုးလူပေကမန်နန်ရွတ်ပြီးပိုက်ကွန်ကိုဖြန့်အုပ်လိုက်တယ်ရာဝင်သားပိုက်ကွန်ထဲမှာမိနေရောပြုတ်ဒီကိုဝေပိုက်ကွန်ရဲ့အစွမ်းကိုကျုပ်ကသိပြီးသားလေဗျာအာအတန်နဲ့ကြီးနဲ့ရာဝင်သားကကျုံပြီးអော်လိုက်တာပြုတ်လူကလေးမောင်ထိုက်အောင်မကောင်းတဲ့ပညာတွေကိုဆွန့်လိုက်ပါတော့လူကလေးရဲ့ကျုံမြစ်တာရက်ခံပါတယ်ဟဲ့ကောင်လူပေမင်းငါ့ကိုတတ်နိုင်ရင်တတ်လိုက်ငါပညာတွေကိုဘယ်တော့မှမစွန့်ကွာမောင်တာဒီကိုဝေတက်ဖြတ်ရင်ပေးတော့ဘိုးလူပေအစင်သင်းထုံခိုင်းထားတဲ့အင်းတွေကကိုဝေတက်ဖြတ်ရင်ကိုပေးလိုက်တယ်ဘိုးလူပေကမန်နန်ရွတ်ပြီးအင်းနဲ့ပြစ်လိုက်ပြီးပြုတ်ဝုန်းအတန်ကြီးမြည်ပြီးတော့မီးကိုတွေထွက်လာတယ်အခိုးငွေတွေပြည့်သွားတော့အုပ်ထားတဲ့ကိုဝေပိုက်ကွန်ထဲမှာရာဝေနဆက်ဆက်ရင်းနဲ့လဲနေပြီပြုတ်ဘိုးလူပေကပိုက်ကွန်ဆွဲသိမ်းလိုက်တယ်မဖဲဝါလည်းဆက်ခနဲ့လှည့်ပြီးတော့ထွက်သွားတော့တာပဲဗျာမဖဲဝါခွေးကြီးရဲ့အတန်ကလည်းတဖြည်းဖြည်းနဲ့ဝေးသွားပြီပြုတ်ရာဝိနာကကိုဝေသက်ငယ်သေးလို့ထင်တယ်ဗျငရဲမီးတောက်တော့မထဘူးဗျဆရာကြီးဘိုးလူပေနဲ့ကျုံနဲ့ထိန်ကုန်းတကြီးဥရွှေထွန်းအိမ်ကိုပြန်ရောက်တော့လူတွေအားလုံးကကျုပ်ကိုစောင့်နေကြတာပြုတ်တယောက်မှမအိပ်ကြသေးဘူးအောက်လင်ဓာတ်မီကိုကင်ပြီးထိန်နေအောင်ထွန်းထားကြတာဗျဘိုးလူပေကတကြီးကိုအကျိုးကြောင့်အားလုံးပြောပြလိုက်တော့တကြီးကရာဝိနာကိုမြေမြုပ်ဖို့စိန်ကောင်းတွေကိုနှိုးခိုင်းလိုက်တာပေါ့ဗျာစိန်လုံးနဲ့ငဆင့်ကိုတော့ဝိုင်းတောက်မှာထိတ်တုံးခတ်ထားတာကိုတွေးလိုက်ရတယ်ဗျနောက်နေ့မနက်အစောကြီးထပြီးတော့ဒေါ်လာရီရဲ့ဒေါ်ဝင်းရွယ်ရဲ့ကိုမင်းနောင်ရဲ့မခင်သက်ဝေရဲ့မြို့ကိုပြန်သွားကြတာပေါ့ဗျာဘိုးလူပေကလည်းသူတို့နဲ့အတူလိုက်သွားတယ်ဗျကျုပ်ကတော့ထနောင်းကုန်းကိုပြန်ခဲ့တော့တာပေါ့ဗျာအဆုံးထိကြီးစုနားဆင်ပေးကြတဲ့ပရိသတ်ရောက်စီတိုင်းကိုအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း subscribe နှိပ်ပေးသွားပါအောင်ဗျာနောက်ထပ်လည်းအမြဲတမ်းတင်ဆက်ပေးနေမှာဖြစ်လို့အမြဲတမ်းစောင့်မျှော်အားပေးကြပါအောင်လို့တောင်းဆိုပေးရစေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်